ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့တူဒီပို့စော YouTube channel မှာပြန်လဲကြိုဆိုလိုက်ပါခင်ဗျာတို့ချင်းအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းပြည့်စုံကြပါစေလို့နော်ဆုတောင်းပေးနေကျွန်တော်တို့ရဲ့နေ့တိုင်းစီစဉ်လေးကိုစရအောင်ဗျာနော်အဲ့ဒါကြောင့်ကျွန်တော်ဖွင့်အားလုံးပဲကျွန်တော်တို့ဒီနေ့12ရက်17လ2025မနက်12:10မိနစ်စီမှာဆွဲပြည့်69ဆိုပြီးတော့ကျွန်တော်တို့ဖွဲ့ပဲနေစောက်ထိုးရေကုန်ဖြစ်ခဲ့ပြီလားအဲ့ဒါကြောင့်မို့ကျွန်တော်ရဲ့နှစ်ပတ်ဒီနည်းငယ်လွှဲချော်ပါခဲ့ပြီနော်အဲ့လိုပဲ main out ကိုလည်းလွှဲချော်ပါခဲ့ပြီနော်ကျွန်တော်ဖွင့်စိတ်ထဲမှာကြားနေအဲ့ကြောင့်မလို့ဒီညနေမှာနော်12ရက်နေ့နော်17လ12ရက်17လ2025နော်ညနေ4နာရီခွဲမှာဆိုရင်ဖြစ်နော်ကျွန်တော်ရဲ့ပတ်တီကတော့အကောင်းဆုံးစားထိုးလိုက်မယ်နော်မနက်ကကျွန်တော်တို့ရဲလွယ်ထော်ပါတယ်ငယ်ဒီညနေမှာကြောက်ကြမယ်ဗျနော်အဲ့လိုပဲကျွန်တော်ရဲ့ဖွဲ့ဝင်နေတိပါတယ်ကျွန်တော်မနေ့ကလည်းပြောသလိုပါပဲနော်ဒီကောင်ကျွန်တော်ကကြောက်ကြမနေ့နဲ့ညတယ်လွယ်ချော်ပါလေးရှင်းရှိလိမ့်မယ်အဲ့ဒါကြောင့်မလို့တော့ဖွဲ့ဝင်အားလုံးပဲတခြားလိုက်မှတ်ထားပါအဲ့ဒါကြောင့်မို့ကျွန်တော်စားထိုးလိုက်မယ်ဗျနော်မနက်ကထိုးပါတဲ့ဒီညနေမှာနည်းနည်းလေးစားနေလိုက်မယ်အဲဒါကြောင့်မို့စားထိုးပတ်တီတစ်လုံးပေးမယ်ဒီရလုံး main all ၄ခွက်မပေးတော့ဘူးเนาะညနေမှာဆိုရင်ပြစားထိုးပတ်တီတစ်လုံးနဲ့ main all ကျွန်တော်၃ခွက်ပဲချပြပေးပါမယ်เนาะအဲဒါကြောင့်ငွေများများနိုင်တဲ့တွေထိုးလိုက်ရအောင်တော့မို့လို့အကောလည်းနေသွားမယ်ညနေမှာလည်းကြားရမယ်ဆိုတော့တစ်လုံးပိုင်းเนาะစားထိုးပတ်တီတစ်လုံး main all ၃ခွက်နဲ့ကျွန်တော်တို့ချပြပေးမယ်အဲဒါကြောင့်မို့ကြောက်ဖွင့်အားလုံးပဲတခြားလေးလိုက်မှထားစေချင်ပါတယ်ခင်ဗျနော်တခြားလေးမှတ်လို့ရပြီဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးနဲ့ပြောပြမယ်အဲဒါကြောင့်ကျွန်တော်ဖွင့်အားလုံးပဲနော်ကျွန်တော်အသေးလေးတွေပြီး comment လေးရေးသွား subscribe လေးလုပ်သွားလက်မလေးထောင်းသွားပြန်နော်အဲကြောင့်ကျွန်တော်ဖွင့်အားလုံးပဲကျွန်တော်တို့နေ့တိုင်းစီစဉ်လေးကိုဒီမှာတော့ဒီလောက်နဲ့စလိုက်အောင်ဗျနော်ကျွန်တော်ရဲ့ခိုင်ရတော့စားထိုးလိုက်ပါဆိုရဲနော်စားထိုးပတ်တီအနေနဲ့ကတော့ကျွန်တော်မနေ့ကပြီးတယ်လို့ပဲနှစ်ပတ်တီဖြစ်တယ်နှစ်တစ်လုံးပိုင်းနော်အဲဒါကြောင့်မလို့ကျွန်တော်တို့ main org ဒီ3ခွက်လာမယ်ညနေကတော့4ခွက်မဟုတ်တော့မနက်ကတော့4ခွက်မဟုတ်တော့နော်ကိုကညနေမှာအနီးကဆုံး3ခွက်ကျွန်တော်ချပြပေးမယ်အဲကြောင့် main org 3ခွက်နေနေရတော့ဘာဖြစ်မလဲဆိုလို့ရှိရင်24 26 29 3ခွက်နော်ဒီကြမှာဒါနော်အကောင်းဆုံးစားထုတ်ပတ်တီကနှစ်ပတ်တီ main org ဒီ24 26 29ဆိုရင်3ခွက်ချပေးထားတယ်ညကြောင့်ဖွင့်အားလုံးပဲတခြားလိုက်မှတ်ထားပါဆရာကြီးဂျမီကတော့မတွေ့လိုက်လို့မရလိုက်ပါဘူးနောက်ကြောင့်ဖွင့်နေကောင်းအောင်မှာတွေ့ရပါတယ်နော်မရလိုက်အောင်မဖြစ်ရအောင်ဆိုပြီးတော့စောစောစီးကျွန်တော်ဗီဒီယိုတင်ပေးတယ်။ကျွန်တော်ဖွင့်အားလုံးပဲခဏလေးမမေ့မလျော့စွာဖြင့်မှတ်ပါလွှဲချော်မှုတွေဖြစ်ပါစေနဲ့။နောက်တော့မရလိုက်ဘူးဆရာကြီးကျွန်တော်တော့မရလိုက်ဘူး။ဆရာကြီးတမီးကတော့မရလိုက်ဘူးဆိုတော့မဖြစ်ရလေအောင်ဆိုပြီးတော့နောက်ခေါက်နေကျွန်တော်ရဲ့ပါတီတော့ကျွန်တော်ထပ်ပြီးပြောပြမယ်။ကျွန်တော်ဖွင့်အားလုံးပဲတခြားလေးလိုက်မှတ်ထားဗျာ။နော်အဲဒါကြောင့်မလို့ကျွန်တော်ရဲ့စာတို့ပါတီကတော့နှစ်ပါတီနော်မင်းရောအနေနဲ့က24 26 29ဆိုပြီးတော့3ခွက်ချပေးထားတယ်။အဲဒါကြောင့်ကျွန်တော်ဖွင့်အားလုံးပဲတခြားလိုက်မှတ်ပါကျွန်တော် share လို့ share လေးနဲ့ပဲကူညီပေးနော်အသေးလေးတွေပေး comment လေးတွေဝင်ရေးသွား subscribe ပါလေးလောက်သွားလက်မလေးနှိပ်သွားပြန်နော်ကျွန်တော်ဖွင့်အားလုံးပဲဒီညနေမှာအကောင်းဆုံးဆိုတဲ့အကောင်းဆုံးကျွန်တော်ပြန်ထပ်ပြီးတော့ချပေးထားတယ်နော်စားနဲ့ထိုးရမယ်စားထိုးပတ်တီနော်မနက်ကလွှဲချော်ပါခဲ့ညနေမှာစားနဲ့ပြန်လိုက်မယ်စားနဲ့ကျွန်တော်ဖွင့်နေသိပါတယ်နော်မနက်ကဘယ်လောက်ထိုးညနေဆိုဘယ်လောက်ထိုးရမယ်စားထိုးပတ်တီဆိုတာဆရာကျွန်တော်ဖွင့်နေတာသိရတိုင်းပဲအဲကြောင့်မလို့စားထိုးပတ်တီအနေနဲ့နှစ်ပတ်တီမင်းရောတီ24 26 29ဆိုကြ3ခွက်ချပေးထားတယ်အဲ့တော့ကြောင့်ဖွင့်အလုံးတခြားလိုက်မှတ်ထားပါနော်ပြီးလို့ရှိရင်အသေးလေးတွေပဲအသေးလေးတွေကြည့်ဗီဒီယိုလေးလည်းစောင်းအောင်ကြည့်ဗီဒီယိုလေးကိုစောင်းအောင်ကြည့်မှာနော်ကျွန်တော်ရဲ့ခဏန်းတွေကဘာလာမလဲဆိုတော့ကျွန်တော်ဖွင့်နေတိမာလေးရတော့မှာတစ်ခေါက်နဲ့ကြည့်ခေါက်နဲ့ကြည့်လို့မှတ်မိတဲ့ခါကျတော့နောက်တစ်ခေါက်ပြန်ကြည့်မှာအဲ့လိုမှတ်မိအောင်မဖြစ်အောင်ဗီဒီယိုလေးကိုစောင်းအောင်ကြည့်တော့ဟုတ်ပြီလားအဲ့ဒါကြောင့်ကျွန်တော်ဖွင့်အလုံးထည့်ကြပေးခြင်းဖြစ်တယ်အဲကြောင့်ကျွန်တော်ရဲ့ဒီနေ့နော်12ရက်17လ2025ညနေ4နာရီခွဲမှာစုံရင်ဖြစ်နော်စားထိုးပတ်တီနေတဲ့နှစ်ပတ်တီမင်းရောတီ24 26 29အဲ့ဒါကြောင့်မို့3ခွက်ချပြပေးသွားပြီပတ်တီတစ်လုံးချပြပေးပါပြီနော်ကျွန်တော်အတန်းလေးနည်းနည်းတိုးနေတယ်နည်းနည်းတီးခန့်ပေးဗျာနော်အတန်းလေးတိုးသွားနည်းနည်းအကြောင်းရင်းလေးတွေရှိတယ်အတန်းလေးနည်းနည်းတိုးပြီးတော့ပြောတယ်ကျွန်တော်ဖွင့်အားလုံးမှာလည်းတီးခန့်ပြီးတော့ကြည့်ပေးနော်ဆရာရဲ့အတန်းတိုးရတာလို့မကြားမှာဆိုကျွန်တော်တခါကျွန်တော်ပြောပြပေးတယ်နော်ကျွန်တော်ဖွင့်အားလုံးပဲကျွန်တော်ရဲ့နော်ကျွန်တော်ဒီနေ့12ရက်17လ2025နော်ညနေ4နာရီခွဲမှာစုံရင်ဖြစ်အကောင်းဆုံးဇာတို့ပတ်တီကနှစ်ပတ်တီမင်းရောတီ24 26 29ဆိုကြ3ခွက်ချပေးထားတယ်ကျွန်တော်ဖွင့်အားလုံးမဲတခြားလေးလိုက်မှတ်ထားပြီလို့ကျွန်တော်ယုံကြည်တယ်ခင်ဗျနော်ကျွန်တော်ဖွင့်ရဖွင့်နေတယ်ရပြီးသွားကြပြီအဲဒါကြောင့်မို့လို့ကျွန်တော်တို့ဗီဒီယိုလေးကိုကျွန်တော်တို့ဒီလောက်နဲ့ပဲအဆုံးသတ်မယ်အဲဒါကြောင့်မို့ကျွန်တော်ဖွင့်ဒီဗီဒီယိုလေးကိုစောင့်ကြည့်သွားပါနော်ကျွန်တော်ဖွင့်နေအားလုံးပဲလက်ဦးလေးချီနှုတ်ဆိုင်နေကျွန်တော်တို့ဗီဒီယိုလေးကိုဒီလောက်နဲ့နားလဲအောင်